Weather Myanmar မြန်မာနိုင်ငံတပတ်တာမိုးလေဝသအခြေအနေမင်္ဂလာပါခင်ဗျာ Weather Myanmar သတင်းဌာနကနေကြိုဆိုပါတယ်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့မြန်မာနိုင်ငံတဝန်းလာမယ့်တပတ်အတွင်းဖြစ်ပေါ်လာနိုင်တဲ့မိုးလေဝသအခြေအနေတွေနဲ့ဒေသအလိုက်မိုးရွာနိုင်ခြင်းအခြေအနေတွေကိုအကျဉ်းချုပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလိုမိုးရာသီကာလအတွင်းမှာမြန်မာနိုင်ငံအနှံ့မိုးတိမ်ထူထပ်မှုနဲ့မိုးရွာသွန်းမှုတွေဟာဒေသအလိုက်ကွာခြားနိုင်ပါတယ်အထူးသဖြင့်မြန်မာနိုင်ငံအထက်ပိုင်းအလေပိုင်းနဲ့အောက်ပိုင်းဒေသတွေမှာမိုးလေဝသအခြေအနေတွေဟာတနေ့နဲ့တနေ့ပြောင်းလဲနိုင်တာကြောင့်နေ့စဉ်မိုးလေဝသသတင်းအချက်အလက်တွေကိုဆက်လက်စောင့်ကြည့်ဖို့လိုအပ်ပါတယ်အရင်ဆုံးမြန်မာနိုင်ငံအထက်ပိုင်းဒေသတွေကိုကြည့်ရအောင်ပါကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာမိုးတိမ်ထူထပ်လာနိုင်ပြီးနေရာအလိုက်မိုးရွာသွန်းမှုတွေဖြစ်ပေါ်နိုင်ပါတယ်အချို့ဒေသတွေမှာမိုးရွာတဲ့အချိန်မိုးကြိုးပစ်ခြင်းနဲ့လေပြင်းတိုက်ခတ်ခြင်းတွေဖြစ်ပေါ်နိုင်တာကြောင့်ဒေသခံများအနေနဲ့မိုးလေဝသအခြေအနေကိုစောင့်ကြည့်သင့်ပါတယ်အလေပိုင်းဒေသတွေဖြစ်တဲ့မန္တလေးတိုင်းမကွေးတိုင်းနဲ့နေပြည်တော်တဝိုက်မှာတော့မိုးရွာသွန်းမှုဟာဒေသအလိုက်ကွာခြားနိုင်ပါတယ်အချို့နေရာတွေမှာနေခင်းပိုင်းအတွင်းအပူကြီးမြင့်တက်နိုင်ပြီးညနေပိုင်းနဲ့ညပိုင်းတွေမှာမိုးတိမ်တွေဖြစ်ပေါ်လာနိုင်ပါတယ်မိုးရွာသွန်းမှုဖြစ်ပေါ်တဲ့နေရာတွေမှာတော့ခဏတာမိုးသဲထန်ခြင်းနဲ့လေပြင်းတိုက်ခတ်ခြင်းတွေကိုတွေ့ရနိုင်ပါတယ်အောက်ပိုင်းဒေသတွေကိုဆက်လက်ကြည့်ရအောင်ပါရန်ကုန်တိုင်း၊ဧရာဝတီတိုင်းနဲ့ပဲခူးတိုင်းဒေသကြီးတို့မှာမိုးတိမ်ထူထပ်မှုနဲ့မိုးရွာသွန်းမှုတွေပုံမိုးဖြစ်ပေါ်နိုင်တဲ့အခြေအနေရှိပါတယ်အထူးသဖြင့်ကမ်းရိုးတန်းနဲ့ညီဝကျွန်းပေါ်ဒေသတွေမှာမိုးရွာသွန်းမှုဟာတနေရာနဲ့တနေရာမတူညီနိုင်ပါဘူးတချို့နေရာတွေမှာမိုးရွာပြီးတချို့နေရာတွေမှာတော့မိုးအနည်းငယ်သာရွာနိုင်တာမျိုးဖြစ်ပေါ်နိုင်ပါတယ်တနင်္သာရီတိုင်းဒေသကြီးနဲ့မြန်မာနိုင်ငံတောင်ပိုင်းကမ်းရိုးတန်းဒေသတွေမှာလည်းမိုးတိမ်ထူထပ်မှုနဲ့မိုးရွာသွန်းမှုတွေဆက်လက်ဖြစ်ပေါ်နိုင်ပါတယ်ကမ်းရိုးတန်းဒေသတွေမှာမိုးရွာတဲ့အချိန်လေတိုက်နှုန်းမြင့်တက်လာနိုင်ပြီးပင်လယ်ပြင်အခြေအနေမှာလည်းအချိန်ခါလိုက်ပြောင်းလဲမှုတွေဖြစ်ပေါ်နိုင်ပါတယ်ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ကယားပြည်နယ်နဲ့ကရင်ပြည်နယ်တို့လိုတောင်တန်းဒေသတွေမှာတော့မိုးတိမ်ဖြစ်ပေါ်မှုပုံမှန်များပြားနိုင်ပြီးနေရာအလိုက်မိုးရွာသွန်းနိုင်ပါတယ်တောင်တန်းဒေသတွေမှာမိုးရွာတဲ့အချိန်မြူထူခြင်းနဲ့မြင်းကွင်းအကွာအဝေးရောနေခြင်းတွေဖြစ်ပေါ်နိုင်တာကြောင့်အဲ့ဒီဒေသတွေရဲ့မိုးလေဝသအခြေအနေကိုအထူးစောင့်ကြည့်ဖို့လိုအပ်ပါတယ်အခုလာမယ့်တပတ်အတွင်းမြန်မာနိုင်ငံတော်ဝန်အပူချိန်အခြေအနေကိုပြောပြပေးပါမယ်အပူချိန်ဟာဒေသအလိုက်ကွာခြားနိုင်ပြီးအလဲပိုင်းနဲ့မြန်မာနိုင်ငံအောက်ပိုင်းအချို့ဒေသတွေမှာနေ့ခင်းပိုင်းအတွင်းအပူချိန်မြင့်တက်နိုင်ပါတယ်မိုးရွာသွန်းမှုရှိတဲ့ဒေသတွေမှာတော့မိုးရွာပြီးနောက်အပူချိန်အနည်းငယ်လျော့ကျနိုင်ပါတယ်တောင်တန်းဒေသတွေမှာတော့အခြားဒေသတွေထက်အပူချိန်ပိုမိုနှိမ့်နိုင်ပါတယ်ဒါအပြင်လာမယ့်ရက်တွေမှာမိုးတိမ်တွေအားကောင်းလာတဲ့အချိန်နေရာအလိုက်မိုးသဲထန်ခြင်းမိုးကြိုးပစ်ခြင်းနဲ့လေပြင်းတိုက်ခတ်ခြင်းတွေဖြစ်ပေါ်နိုင်တဲ့အခြေအနေကိုလည်းတွေ့ရနိုင်ပါတယ်ဒါကြောင့်ဝဲသားမြန်မာသတင်းဌာနအနေနဲ့မိုးလေဝသအခြေအနေပြောင်းလဲမှုတွေကိုအချိန်နဲ့တပြေးညီဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အထူးသဖြင့်မိုးလေဝသနဲ့ပတ်သက်ပြီးထူးခြားတဲ့အခြေအနေတွေမိုးသဲထန်မှုတွေလေပြင်းတိုက်ခတ်မှုတွေဖြစ်ပေါ်လာပါကတီးခြားသတင်းအဖြစ်ထပ်မံတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါကတော့ဝဲသားမြန်မာသတင်းဌာနကနေတင်ဆက်ပေးခဲ့တဲ့မြန်မာနိုင်ငံတဝန်းလာမယ့်တစ်ပတ်တာမိုးလေဝသအခြေအနေအကျဉ်းချုပ်ပဲဖြစ်ပါတယ်။နေ့စဉ်မိုးလေဝသအခြေအနေတွေဟာပြောင်းလဲနိုင်တာကြောင့်နောက်ဆုံးရမိုးလေဝသသတင်းအခြေအနေ ဝဲသားမြန်မာသတင်းဌာနကနေဆက်လက်စောင့်ကြည့်နိုင်ပါတယ်။ဝဲသားမြန်မာကိုအားပေးကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။နောက်ထပ်မိုးလေဝသသတင်းများနဲ့ပြန်လည်တွေ့ဆုံပါမယ်။အားလုံးပဲမင်္ဂလာရှိသောနေ့ရက်ဖြစ်ပါစေခင်ဗျာ။ဝဲသားမြန်မာမှတင်ဆက်ပေးခြင်းဖြစ်ပါတယ်။